တာလေးလုံးနေလို့မရတော့ပဲမကောင်းဆိုးဝါးကိုမကောင်းဆိုးဝါးဆက်ဆက်ပညာပေးမှချတော့မယ့်ကြောင်း Sasuke ရော Naruto ကနားလည်သွားကြပါတယ်ဆယ်စုနှစ်တစ်ခုကျော်အကောင်းဆုံးနေညာဂျီရိုရဲ့တောက်ခမန်းလေးလေးတက်ခိုက်ချက်တွေကိုမိုမိုရှိကီရတဲ့ Otsutsuki ဆိုတဲ့နာမည်အတိုင်းနှစ်ယောက်တစ်ယောက်ပြန်တီးပြနေပေမဲ့ Naruto ရဲ့ Combat Skill Sasuke ရဲ့တိကျတဲ့ကျွမ်းကျင်မှုတွေကြားမှာဒီနှစ်ကောင်ကလုံးဝ short တက်လို့မရဘူးဆိုတာနားလည်သွားပါတယ်အဲအကြောင်း Kishiki ရဲ့ weapon တွေနဲ့ပါခုခံနေမယ်တစ်ချက်ပြီးတစ်ချက်အတီးခံရရင်နဖယားတပည့်ရဲ့ထပ်ပိုင်းပြက်နေတဲ့နေရာစီရောက်သွားကြပါတယ်ဒါပေမဲ့အဲ့လောက်နဲ့တော့မပြီးသေးပဲ Sasuke ရဲ့ Lightning Chakra ပေါင်းစပ်ထားတဲ့ Fuma Shadow Shuriken ကျူစုကိုဝါယာတွေနဲ့ကျွမ်းကျင်စွာသုံးပြနေပြီး Momoshiki ကလည်းအားလုံးကိုကာကွယ်လိုက်နိုင်ပေမဲ့မြေအောင်ထဲကနေနောက်ထပ် Shuriken တစ်ခုကပင့်နေနိုင်ပါတယ်အဲ့ဒါကတော့တစ်ချိန်က The Best Judo သုံးပြခဲ့တဲ့အတိုင်း Rasen Shuriken နဲ့ Naruto ဖြစ်နေရပြီးသူပြစ်လိုက်တာကကျူစုမဟုတ်ပဲထက်ဆင့်အသွင်ပြောင်းလာတဲ့ Sasuke ဖြစ်နေခဲ့ပါတယ်သတိမလွတ်တဲ့ Momoshiki ကတန်ကြိုးတွေနဲ့တုပ်လိုက်ပြီးမြဲ Sasuke ရဲ့ချက်ချင်း Rinnegan နဲ့နေရာချိန်မိလိုက်ပြီး Naruto ရဲ့လက်တီကိုအားရပါရစားလိုက်ရတဲ့ပြင်ချီပါကူထန်းစဲဂျိုးတိတ်တစ်ခုဖန်တီးခြင်းလို့အမည်ရတဲ့ကျူစုနဲ့ပါချက်ချင်းအစည်းခံလိုက်ရပါတယ်ဒါပေမဲ့ Otsutsuki ဆိုတာကလည်းမြညာသမိုင်းတစ်လျှောက်နဖယားနီနီကျန်းတဲ့ကောင်တွေဖြစ်တဲ့အတွက်အဲ့လောက်နဲ့တော့အနိုင်ယူလို့မရသေးပဲ Inukai Takeru no Mikoto လို့ခေါ်တဲ့ဒန်နာဟီလာကျူစုနဲ့ပါပြန်သိမ်းနေရကြောင်း Naruto ကသူ့တငယ်ချင်းကိုအချိန်မီကယ်လိုက်ရပါတယ်Momoshiki ရဲ့ lava ကြောက်ရွံ့ထုကြီးကို Kurama TV ဆောင်နဲ့ပြန်ကြိတ်ပြီးမြင်ထင်သလောက်တိုးမပေါက်တာကြောင့် Sasuke ရဲ့ Susanoo MRI ပါတက်ပေးလိုက်ပြီး Momoshiki ပြောတဲ့အစင်းလိုက်တော်နှစ်ယောက်ကပဲတစ်ချက်လောက်ပိုင်းပြလိုက်ပါတယ်ဘုံတို့လိုကိုပါ၄000ပဲထုတ်နိုင်တဲ့ခြားတယ်လေးရတော့ဘေးကနေပါဇက်အဟောင်းသားနဲ့ရက်ကြည့်နေရပြီး Momoshiki ကအင်အားနဲ့တော့ပြီးဖြစ်ပေမဲ့လည်းကျူစုတွေနဲ့တိုက်လိုက်ရင်စုပ်ယူပြီးနောက်တစ်ချိန်ပြန်ထလာနိုင်တဲ့အတွက်တတိထားရအောင်မှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ချိန်သူတို့နောက်ကနေခိုးလိုက်လာတဲ့ Katasuki ကအရေးအကဲအထူပါနားမလဲပဲမညာလက်ပတ်ရဲ့အစွမ်းကိုအမီးရရိုက်ပြချင်းစောနဲ့အကုန်လုံးဝိုင်းရောက်တားနေတဲ့ကြားကသူ့မှာရှိရှိသမျှကျူစုတွေမညာတိုင်းတွေအကုန်လုံးကိုကြောက်ဖတ်ကျဲဝူသွားတာလိုက်ပါတယ်အဲ့လိုတော်တော်လေးလောက်ရကြောင်း Momoshiki ကကျူစုစိတ်လုံးတွေစားလိုက်ရတယ်လို့အင်အားပြန်ပြစ်သွားတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းပြောရင်အားလုံးကိုပတ်ပတ်ဆက်ဆက်ပြန်လုပ်ပေးလိုက်ပါတယ်ဒါရိုက်တဲ့တွေကြောင့်ဘာမှမဖြစ်သွားပြီမြင်ခါသားစုကသုံးပေးလိုက်တဲ့နာရာကလန်ရဲ့အရေးချုံအောင်ကြီးနဲ့အကုန်လုံးထိန်းချုပ်ခံလိုက်ရပြီးသူလိုချင်တဲ့ Naruto ကိုတော့ Black Rock တွေနဲ့မလုံနိုင်အောင်ထိန်းထားလိုက်ပါတယ်အဲ့လိုအားလုံးအခြေအနေမကောင်းတော့တဲ့အချိန်မှာဘူတို့ကလည်းသူ့ကိုချုပ်ကြည့်ပေးခဲ့တဲ့သူ့ဆရာ Sasuke စိတ်မပြတ်စေဖို့အတွက်တူရင်မနေပဲသူတက်ကတော့ Rasengan ကိုထုတ်လိုက်ပါတယ်Naruto က Rasengan ကိုမြင်လာကြောင်းအံ့ဩသွားခဲ့ပြီး Sasuke ကလည်းသူ့တပည့်ကိုလှုပ်လိုက်ဖို့ပြောတာကြောင့်ဘူတို့ကအားလုံးလုံးပြီးသူ့ရဲ့ Rasengan နဲ့လှမ်းပစ်လိုက်ပြီးမြင်အားလုံးမျောလင်းနေတဲ့ကြားကထုံးစံအတိုင်းနားမရောက်ပြီးပျောက်သွားခဲ့ပါတယ်ဒါပေမဲ့တရစီတစ်ချက်နဲ့ဒီ Momoshiki ရဲ့မျက်ကွက်ကအထိုးခံလိုက်ရတဲ့ကြောင့်အချိန်ချုံတော်ကြီးကျူစုကလွတ်သွားကြ